အားလုံးပဲမင်္ဂလာပါကျမစာဖတ်သူအိုက်တာပါဆရာမင်းခိုင်စိုးစံရဲ့တင်မင်းနိုင်ငံမှာသုံးတဲ့ပစံအခန်း16ဟိုတစ်နှစ်ကလည်းဒါမျိုးတစ်ချိန်ဖြစ်ခဲ့ဖူးပြီးသားလေ1985နိုဝင်ဘာလ3ရက်နေ့က100ကျပ်တန်90ကျပ်တန်နဲ့20ကျပ်တန်တွေကိုတရားမဝင်ကြီးညာပြီးဖျက်သိမ်းဖူးသေးတယ်လေအဲ့ဒီတော့ကတချီရှာထားဖွေထားသမျှစူဆောင်းထားသမျှလေးတွေကုန်သွားခဲ့ပါရောလားဒါပေမဲ့အဲ့ဒီတုန်းကစင်းရဲသားတမိသားစုစာပတ်စံလောက်ကိုပြန်လဲပေးလို့တော်သေးတယ်ဒါပေမဲ့လူလက်တန်းစားတွေဖို့50နှစ်စူဆောင်းထားသမျှတက်ပြောင်းသွားတယ်တနိုင်တစ်ပိုင်းလဲပတ်နေတဲ့ဈေးတွေကုန်တယ်လေးတွေချက်ချင်းလက်ငင်းမွဲသွားတယ်အရင်ပြုတ်သွားတယ်အလုတ်သမားတွေအားလုံးအလုတ်တွေအားလုံးထိုးရက်သွားတယ်ဝိသမလောဘသားတွေလို့နာမည်ခံတက်ထားရတဲ့လူလေကြီးတွေကတော့ဆုံးရှုံးသွားတဲ့သူတို့ပတ်စံတွေရဲ့တန်ဖိုးကိုပြန်ပြီးကာမိအောင်ကုန်စည်နှုန်းတွေကိုဈေးကစားပစ်လိုက်ကြတယ်လူလက်တန်းစားနဲ့စင်းရဲသားကတော့ပတ်စံလည်းအသိမ်းခံရတယ်ကုန်စည်နှုန်းတက်သွားတဲ့တန်ကိုလည်းခံရတယ်နှစ်ကောင်စားပြီးကင်းအဝင်ခံရတယ်ဆိုတာဒါမျိုးပေါ့ရက်ကွက်ထဲကဒနီမိုးထရံကားနဲ့နေကြတဲ့လက်လုံလက်စားအခြေခံလူရန်စားတွေဟာနိုင်ငံရေးစနစ်အကြောင်းလဲနားမလည်ပါဘူးပါတီအကြောင်းအုပ်ချုပ်ရေးအကြောင်းဘောဂဗေဒအကြောင်းတွေလဲနားမလည်ပါဘူးပိုဆိုးတာကအခုသူတို့ဘာဖြစ်လို့စင်းရဲပြီးစင်းရဲနေရတယ်လဲဆိုတာကိုပါနားမလည်တော့ပဲဘဲဥအဆရှာမရဘူးဖြစ်နေတယ်နားမလည်ဘူးငါတို့ဘာများအမားလုံးမိခဲ့ကြလို့လဲရာဇဝင်နဲ့ချီပြီးပြောရရင်အခုတခါပတ်စံသိမ်းတာဟာတတိယအကြိမ်မြောက်ပြ1964ခုနှစ်မေလ18ရက်နေ့တုန်းကတခါ100ကျပ်တန်နဲ့90ကျပ်တန်တွေကိုတရားမဝင်ကြီးညာပြီးဖျက်သိမ်းဖို့တယ်။ဘယ်နှစ်သိန်းလာ4200ကျပ်ပြန်အမ်းပေးရဆိုပဲ။အဲ့ဒီတချီစော်လိုက်တုန်းကတော့ငွေကျပ်တန်ပေါင်း915.8သန်းလောက်တပိတ်ဝင်အိတ်ဝင်ဖြစ်သွားတယ်လို့ဇာတ်အုပ်တွေထဲမှာဖတ်ဖူးတယ်။ဟိုတစ်နှစ်1985ပတ်စံသိမ်းတဲ့ကိစ္စမှာတော့ဘလောက်အမျက်ထွက်သွားသလဲဆိုတာဘသူကမှတွက်ချက်ရေးသားမပြတော့ဘူးမသိရတော့ဘူးဗျာပြည်သူတွေသိအောင်တွက်ပြဖို့မေးသွားကြတာလားမသိဘူးဒီလိုပဲဦးလဲနဲ့နေလိုက်ရတာပဲဟောအခု1989မှာတတိယအကြိမ်မြောက်သိမ်းပြန်ပြီဟိုပထမဦးဆုံးတစ်ချိန်ကတော့နည်းနည်းဝေးလို့မေ့ပျောက်ထားပါတော့နောက်ဟာတွေကနှစ်အတွင်းမှာ2ကြိမ်ဆိုတော့ဇက်တိုက်ကြီးလေဗျာကမ္ဘာပေါ်မှာဘယ်နိုင်ငံမှဒီလို3ကြိမ်3ခါတိတိပတ်စံဖြတ်သိမ်းတာမျိုးမလုပ်ဘူးကြဘူးရက်ွက်ထဲကလူတွေစင်ကြေဘုံကလူတွေဈေးဆိုင်လေးတွေကလူတွေလာကလေးမဝရိစာနဲ့လူတွေဟာတယောက်ကိုတယောက်အမေးပုတ်စာဆန်တဲ့မျက်လုံးတွေနဲ့အတန်တိတ်အပြန်လှန်ကြည့်ကြတယ်ရှေ့နှစ်ကြရင်ရော4ကြိမ်မြောက်မသိမ်းဘူးလို့ပြောနိုင်လားနောက်နှစ်တွေမှာရော5ကြိမ်မြောက်တွေ6ကြိမ်မြောက်တွေမသိမ်းဘူးလို့ဘသူအာမခံရတယ်လဲဘသူမှအာမမခံရဘူးဘာမဆိုဖြစ်သွားနိုင်တယ်အခုရောအရင်အခောက်တွေတုန်းကလိုပတ်စံနည်းနည်းပါးပြန်လဲပေးအောင်မလားဟင်းမဖြစ်နိုင်တော့ဘူးလုံးဝပြန်လဲပေးမှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အမိတ်ကြီးညာချက်နောက်ဆက်တဲမှာပြီးခဲ့တဲ့ဩဂုတ်လကုန်အတွက်လာစာနဲ့ပင်စင်ငွေတွေကိုထုတ်ယူပြီးသားဝန်ထမ်းတွေပင်စင်စားတွေအဖို့ကြံရော်ပေးတဲ့အနေနဲ့နောက်ထပ်တစ်ကြိမ်ထပ်ပြီးထုတ်ယူခွင့်ပေးထားတယ်ဆိုတာပါတယ်လေချက်သိမ်းတဲ့ပတ်စံတွေပြန်လဲပေးမှဖြင့်ဘာကိစ္စတစ်လစာအပိုပေးနေအောင်မလဲဟာမေ့အမေလင်းမမဟုတ်တာဟင်ဒါဖြင့်အခုငါတို့ရှိစုမဲ့စုလေးတွေကုန်ပြီလေမွဲပြီလေငတ်ပြီလေပတ်စံပြန်မလဲပေးရင်ဘလို့ဆက်ပြီးရှင်တန်ရမတော့တော်စမ်းတိတ်ဆန်းလက်ထဲမှာ9ချက်တန်နဲ့ကြက်တန်အစုပ်အဟောင်းလေးတွေတော့ချစ်ကုတ်ကြံသေးတယ်မဟုတ်လားအေးအဲ့ဓာတွေနဲ့ပဲဘဝကိုဟိုးအစကပြန်စကြပေါ့အခန်းဆက်ခွန်လေးရုံဖျောင်းနိုင်ပိုင်ရှင်ဦးခွေးနီကပတ်စိုးကိုဒူးပေါ်အောင်ဆွဲမတင်ထားပြီးစိတ်ပြက်လက်ပြက်ထိုင်နေတယ်ကွက်ပြစ်ပေါ်မှာတော့
25ကျက်တန်နဲ့35ကျက်တန်တွေဟာပြန်ကျဲလို့ဒေါ်ပူကျွဲကတော့နှမျောလွန်းလို့တရှုပ်ရှုပ်ငိုနေလေရဲ့ကျွန်တော်တို့မှလည်းဖြည့်သိမ့်ပေးစရာစကားလုံးတွေမရှိဘူးလေတကယ်ဗျာရှင်နေမကောင်းကိုပြစ်အစုံးလဲမှာကျွန်တော်တို့၄ယောက်ဝင်ထိုင်လိုက်ကြတယ်ဥခွေးနီကကျွန်တော်တို့ကိုမျက်လုံးတစ်ချက်လှမ်းကြည့်တယ်ပြီးတော့ထောင်ထားတဲ့ဒူးပေါ်တစ်စစ်တထောင်စစ်တင်ပြီးကာယာကြီးချစ်ပစ်လက်ပစ်ထိုင်နေရကပြင်းပြင်းခွေလိုက်ရင်သူ့မိမငိုနေတာကိုခတ်တိုးတိုးလှမ်းဟန်တယ်ဟဲ့ပူကျွဲနင့်မလဲငိုမနေစမ်းပါနဲ့တော့ဟာကိုတယောက်တည်းမှမဟုတ်တာအများနဲ့ဖြစ်ကြတဲ့ဟာပဲအများနဲ့ဖြစ်ကြတာပဲတဲ့ဦးခွင်းနီပြောလိုက်တဲ့စကားကကျွန်တော်လေချောင်းတဲဝချုံနဲ့ထိုးသွင်းလိုက်တယ်လို့ပဲကျွန်တော်တို့လူမျိုးတွေဟာတခုခုကိုခေါင်းငုံလဲဆင်းခံရတော့လဲအဲ့ဒီစကားကိုအနာအကျဉ်သက်သာစေဖို့ထုံဆေးသုံးတယ်လို့ရေရွတ်တက်ကြတယ်အများနိတူဖြစ်ရတာပဲအများနဲ့အတူတူဖြစ်ရတာပဲတခုခုတော့လွဲနေတယ်လို့ပဲဗျအဲ့ဒီအများဆိုတဲ့လူလူကြီးကလဲဆင်းခံခေါင်းငုံငုံပေးနေရတာအ ਨੇ ကရောဘသူတွေများလဲအများကစီရင်ပိုင်ခွင့်ရှိတာလားအ ਨੇ ကစီရင်ပိုင်ခွင့်ရှိတာလားအဲ့ဒီပြဿနာကအရင်ဆုံးအဖြေရှာရမယ့်ဟာဖြစ်နေတယ်ဒေါ်ပုကျွေကတော့တဟိဟိနဲ့ခတ်တူတူရှိုက်နေတော့မယ်မျက်ရည်တွေကိုတုတ်တုတ်ပြစ်နေပေမဲ့လို့ထပ်ထပ်ပြီးတော့စီးကြနေတယ်ကျွန်တော်ကမကြည့်ချင်တာနဲ့မျက်နှာလွှဲလိုက်တယ်ဟောဟိုမှာတစ်သားတန်းခနော်နီခနော်နဲနဲ့ဖျောင်းနိုင်နေတဲ့ပုံစံခွက်ကလေးတွေမိစာကျိုးလုပ်တဲ့ဈေးပေါ်ပေါ်ချီလုံးကျိုးဖွာလန်ကျဲတွေဖျောင်းတွေကိုရေစိမ်နဲ့ဒန်းစလုံးအပိန်အလိန်တွေအားလုံးဟာဖျူဖျဲတစစီတကွဲတပြားစီပြန်ကျဲလို့နောက်ထပ်ဖျောင်းနိုင်ချင်းလေးဆက်ကလေး3-4ခုတော့ထောင်အောင်မဆိုတဲ့ဥခွင်းနီတို့လင်မယားရဲ့ရီမန်းချက်တွေအိုစာမင်းစာလေးတော့စုမိတန်ကောင်းပါရဲ့ဆိုတဲ့မျောလင့်အတွေ့တွေလှူနိုင်တန်းနိုင်ပဲဟဲ့ဆိုတဲ့အပျော်စိတ်ကူးတွေအဲ့ဓာတွေအားလုံးဟာလဲဖျူဖျဲတစစီတကွဲတပြားပြန်ကျဲသွားတော့တာပဲဥခွင်းနီက6တစ်ချက်ဟန်ရင်အတန်ခတ်တိတ်နဲ့အဆန်တွေပြန်လဲပေးရင်တော့ကောင်းမှာပဲကွာနော်မင်းတို့ရောဘလို့ထင်တယ်လဲလဲပေးမယ်ထင်လားပြောတာပြောနေတယ်သူ့အတန်ကိုကမဝေမရဲမရေရကြီးကျွန်တော်တို့ကလည်းဘာပြန်ပြောရမှာတော့ဗျာလဲပေးတော့မှမဟုတ်ဘူးခမည်းဆန်တွေအကုန်လုံးဆုံးပြီဆိုတာဘယ်နဲ့လို့ပြောထွက်မှာလဲပကြီးဆရာကတော့ပြောတတ်ပါဦးဗျာလို့အတန်ရှိရှိလေးဆွဲပြီးမြည်တလူလိုရေးရွတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမိမတယောက်ရဲ့အလန့်တကြားအော်ဟစ်တန်လိုလိုလှမ်းခေါ်လိုက်တန်လိုလိုမတဲမကွဲကြားလိုက်ရတယ်လမ်းမဘက်စီကလားဟိုဘက်တအိမ်ကျော်လောက်စီကလားတော့မပြောတတ်ဘူးဖိုးစောကသူလဲကြားလိုက်မိရဲ့ဆိုတဲ့သဘောနဲ့စက်ကနေခေါင်းထောင်ပြီးနားဆွင့်လေရဲ့အဲ့ဒီလိုအကဲခတ်နေကြတော့အိမ်ရှိလမ်းပေါ်မှာဦးရဖားရပြေးသွားတဲ့တိတ်ပံစိန်လာကိုမြင်လိုက်ရတယ်ကျွန်တော်တို့အိမ်ကောင်းရင်ဘက်စီကိုပြေးသွားတာဗျတခုခုတော့ဖြစ်နေတာသိကြပြီဆိုတော့ကျွန်တော်တို့လည်းခတ်တုတ်တုတ်ထွက်အလားအမလီကဲကြပါဦးကျမအမေဘာဖြစ်သွားမှမသိဘူးအန်ဒီလာရဲ့သမီးအကြီးမပေါ့သူတို့အိမ်ရှင်မြောင်းတရားအဆက်ကနေငိုကြီးချက်မနဲ့အော်နေတာကျွန်တော်တို့ရှေ့ကပြေးသွားနဲ့တိတ်ပံစိန်လာတို့ကပူဥပွားတို့ကဟဲ့ဘယ်မလဲနင့်မေဘယ်မလဲနဲ့တွတ်မင်းနေကြတယ်အန်ဒီလာကအိမ်ရှိခန်းကျမ်းပြင်ပေါ်မှာလဲကျနေတာပါရှင်ဘက်ကိုလက်တစ်ဖက်နဲ့တတလေးဖိထားတယ်လက်တစ်ဖက်ကကိုလုံးအောက်မှာပြိနေလေရဲ့ဦးကောင်းကတော့ဘေးကိုလဲကျလို့သူ့ဘေးမှာတော့မြေးတွေကိုရှင်ပြုတ်ရန်ဆိုပြီးပတ်စံစုထားတဲ့ဝက်စစ်စုဘူးအကွဲချမ်းကြီး2ခုပြီးတော့25ကျပ်တန်တွေ35ကျပ်တန်တွေ85ကျပ်တန်တွေကျမ်းပြင်ပေါ်မှာပြန်ကျဲလို့အန်တီလာကအသက်တော့မြင့်မြင့်ကလေးရှူနေတော့မယ်ကျွန်တော်တို့ကဝိုင်းပြီးနာမည်ကိုခေါ်လိုက်မင်းကိုခက်ဆက်ဆက်လေးပုတ်ပြီးလှုံနိုးလိုက်ခြေမချိုးလက်မချိုးနှာဆေးမှုတ်သွင်းနဲ့တွတ်တလောက်မှတ်တလောက်လောက်ကြပေမဲ့တတိပြန်လဲမလာဘူးဂျုံစာကြီးနှလုံးထိခိုက်သွားတာနဲ့တူတယ်လို့သိပ္ပံစိန်လာက
ကျွန်တော်ဘက်ကိုလှည့်ပြီးထပ်တူတူပြောတယ်ကျွန်တော်ခေါင်းငိမ့်ပြလိုက်မိတယ်ဟုတ်မှာပေါ့ဦးပွားကဒီတိုင်းကြည့်နေလို့တော့မဖြစ်ဘူးထင်တယ်ဆေးရုံပို့မလားမိသက်လို့လှည့်ပြီးမေးလိုက်တော့အန်တီလှရဲ့သမီးကြီးမတ်သက်ကတရှုပ်ရှုပ်ငိုနေရကဦးလေးတို့ကောင်းသလိုသာစီစဉ်ကြပါတော့ပေသီးရဲ့စိုက်ကားပေါ်တင်ဖို့စိတ်ပန်စိန်လာကအန်တီလှရဲ့ခန္ဓာကိုယ်ကိုပွတ်ချလိုက်တော့စောစောကအောက်မှာအဖိခံထားရတဲ့လက်ကဘက်ကနေတွဲလောင်းကျလာတယ်။သတိလစ်နေတဲ့အန်တီလှရဲ့လက်ထဲမှာကြစ်ပါအောင်ဆုပ်ကင်ထားတာကအသစ်ကြက်ချို့85ကျပ်တန်လေး2ရွက်ဆေးရုံကိုမရောက်လိုက်ပါဘူး။လမ်းမှာတင်ပဲအန်တီလှဆုံးသွားပါတယ်။ကျွန်တော်ကအန်တီလှရဲ့အလောင်းကိုငေးဆိုင်ကြည့်ရင်တောင်စင်ရင်မရတွေရှောက်စင်စားနေမိတယ်။မြန်မာပြည်ကပဲတစုံတစ်ယောက်ကဆွစ်ဇာလန်ဘဏ်မှာသားစစ်မြေးဆက်သုံးဆွဲလို့မကုန်အောင်များပြတဲ့ဒေါ်လာငွေကြေးတွေကိုငွေစီရင်ဖွင့်ကောင်းဖွင့်နေပြီလိမ့်မယ်မြန်မာပြည်ကပဲတစုံတစ်ယောက်ပေါင်းများစွာအဖို့တော့မစားရက်မတောက်ရက်စုဆောင်းလာခဲ့သမျှငွေဆက်ကူတွေဟာဖြုံးကနေလက်ထဲမှာတင်တည့်ရက်6တွေလိုကြိမ်မွသွားတယ်ဘာမှမရှိတော့ဘူးအရန်ကွာခြားလွန်သွားတယ်နော်အဲ့ဒီလူတန်းပေါင်းများစွာမှာဘာအပြစ်ရှိလို့လဲသူတို့အားလုံးအတိတ်ဘဝကဒါနမျိုးစေ့နေခဲ့လို့ပါလို့ဖြေမယ်ဆိုရင်တော့ဒါဟာဒီဘက်ခေတ်ရဲ့ရေအရဆုံးပြက်လုံးပဲ။အော်ခေတ်ဆိုလို့အခုမှသတိရတယ်။အာသာဘလော့ကထပ်တူကြအမားတွေကိုတန်းစီရေးမပြခင်စာအုပ်ရဲ့အဖွင့်နီထဲမှာရေးထားတာက20ရာစုကုံဆုံးခါနီခေတ်ဟာအမားတွေအများဆုံးပေါ်ထွန်းတဲ့ကာလဖြစ်တယ်တဲ့20ရာစုနှောင်းပိုင်းရဲ့အကြီးဆုံးအမားဟာကျွန်တော်တို့စီမှာဖြစ်သွားခဲ့တာပေါ့အသက်မရှိတော့တဲ့အန်တီလာရဲ့မျက်နှာဟာခြောက်ခမ်းသွားတဲ့ရေကန်တစ်ခုနဲ့တူနေတယ်စိတ်မချမ်းမြေ့စရာငြိမ်သက်ခြောက်သွေ့မှုမျိုးနဲ့ပေါ့မျက်လုံးတွေကလုံးပိတ်မနေပဲမျက်ဖြူသားနည်းနည်းပေါ်နေတယ်ပါးစက်ကဟောင်းလောင်းကလေးဟာလို့သူ့ဘာကိုများပြောချင်နေတာပါလေပကြီးစရာကတော့အန်ဒီလာရဲ့အလောင်းကိုငေးဆိုင်ကြည့်ရင်သူနောက်တက်ပြောင်းတဲ့အခါဆိုနေကြရုပ်ရှင်မင်းသားဝင်းဦးရဲ့တချင်းတွေကစာသားတစ်ပိုင်းတစ်စကိုခတ်တူးတူးညီးနေလေရဲ့တကယ်မပေါ်ပန်းစီရန်ကိုကွယ်ပြောပြမယ်ခုထားနေဝင်ကျင်မှာကွယ်တကယ်ကိုအလှရှိတယ်အခုကျွန်တော်တို့ထားနေဝင်ကျင်မှာအလှမရှိတော့ဘူးအန်တီလှကိုတကြိုတဲ့အခါသူနောက်ဆုံးအချိန်ထိကြစ်ပါအောင်ဆုပ်ကင်သွားတဲ့85ကျပ်တန်အစ်စ်ကလေးတွေကိုအာတုဘခေါင်းထဲထည့်ပေးလိုက်ကြပါတယ်။တင်မင်းနိုင်ငံရောက်မှ3ပင်အောင်တော့ပေါ့လေ။အာတုဘကိစ္စရှိပြီဆိုတော့လမ်းသူလမ်းသားတွေအဖို့အန်တီလှအိမ်မှာပဲဝိုင်းကူပေးကြရင်နေရောညပါအချိန်ကုန်ကြတာများတယ်။အောင်ဗလာတို့ပေသီးတို့စိုက်ကားတွေလည်းအာတုဘအိမ်ရှိမှာပဲထိုးထားကြတယ်။ရက်ွက်ထဲကလူကြီးပိုင်းကလည်းအာတုဘအိမ်မှာပဲလက်ဖက်စားရင်နှွေးကြမ်းတော့ကွာစစ်ဝိုင်းရင်စကားလေးပါလေးပြောကြတယ်အများဆုံးပြောဖြစ်ကြတာကတော့အဲ့ဒီပတ်စံကိစ္စပါပဲခမရတို့ရောဗာများကြားမိကြသေးလဲဗျပတ်စံတွေကပြန်လဲပေးအောင်ပါတယ်လားဒီလိုမိကုံမျိုးကြားရတဲ့အခါတပြင်းချသူကချခေါင်းတစ်ခါခါလေးတစ်ခါခါနဲ့မရေမရာညီးတွားတဲ့သူကညီးတွားပေါ့ဟုတ်တယ်လေမျောလင်းချက်တွေကမရှိသလောက်ဖြစ်သွားပြီကိုပြန်လဲပြီးမယ်ဆိုရင်ပတ်စံတွေဖြတ်သိမ်းပြီးတာနဲ့ချက်ချင်းဒါမှမဟုတ်တရက်နှစ်ရက်အတွင်းမှာကိုကြီးညာချက်ထုတ်ပြန်ရမှာလေအခုလို3-4ရက်ကြာတဲ့အထိဘာသတင်းမှမထူးတော့အားလုံးပြီးပါပြီဆိုတဲ့စကားနဲ့ပြည်ဖုံးကားချရုံပေါ့ရက်ွက်ထဲမှာကြားနေရတဲ့မရေမရာဗဇက်သတင်းတွေကတော့စုံနေတာပဲအဲ့ဒါတွေကိုအာတုဘအိမ်မှာလူစုံတုံးဝိုင်းဖွဲ့ပြောရတာကိုကမျောလင်းချက်စီးမိတို့တစ်မျိုးပေါ့ဟဲ့ဟိုသတင်းကြားပြီးပြီလား85ကျပ်တန်တွေကိုတရွက်30နဲ့လိုက်ပြန်ဝယ်နေတယ်တဲ့ဟုတ်တယ်တကယ်ပဲအဲ့ဒီလိုအယောင်းဝယ်လုပ်တဲ့သူတွေပေါ်ခဲ့ဘူးတယ်ကန်ဆန်းတဲ့သဘောနဲ့လုပ်တာလားဒါမှမဟုတ်ပတ်စံတွေကိုတေချာပေါက်ပြန်လဲပေးမှာပဲအဲ့ဒီခါကျရင်30နဲ့ဝယ်ထားတဲ့85ကျပ်တန်တွေကနေတရွက်ကို65ကျပ်ကျိတ်တင်မြက်ပြီးသားပဲလို့လောဘဇောထွက်တာလားတော့မ
မပြောတတ်ဘူးလိုက်ဝယ်တဲ့သူတွေခင်ဗျားတော့အကောင်းမြင်စိတ်နဲ့အယုံအကြည်လွန်ကဲသွားပုံရပါတယ်လူတွေလက်ထဲကပတ်စံတွေကိုဘာမပြောညာမပြောလူယူဖြက်စီးပစ်လိုက်ပြီးဒီအတိုင်းကြောခိုင်းခဲ့မှာတော့မဟုတ်တော့ပါဘူးလို့မျောလင့်လိုက်မိတယ်ထင်ပါရဲ့ဒါပေမဲ့သိကြတဲ့အတိုင်းပဲကျွန်တော်တို့ရက်ွက်လေးထဲမှာတော့ဘာမျောလင့်ချက်မှရှိမနေတော့ပါဘူးလက်ထဲကပတ်စံမဟုတ်တော့တဲ့ငွေဆက်ကူရက်လေးတွေကို9 ကျပ်ပဲရရ10ပဲရရရောင်းမှာပဲဆိုပြီးလာဝယ်မဲ့သူကိုစောင့်နေကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့85 ကျပ်တန်ဝယ်မဲ့သူတွေလည်းကျွန်တော်တို့ရက်ွက်ထဲကိုတယောက်မှရောက်မလာကြပါဘူးဗျာအာတူဘအိမ်ကဒဏ်ရည်နွေးဦးပိန်ရှုံရှုံလေးပြီးမှာကွာစေ့ခွန်တွေစီးပွားလိတ်တူဖင်စီခံတွေသာများတစ်ထပ်များလာတယ်စကားဝိုင်းဖွဲ့နေတဲ့အကြောင်းအရာတွေကတော့မရေရာခြင်းတွေကြားထဲမှာတရွေ့ရွေ့လွင့်မျောနေတော့မယ်စိတ်သက်သာရာမှုကိုစံတဝါဝနဲ့ရှာရလီလီဘဝဟာထွက်ပေါက်မရှိတော့မှပိုသေးချလီလီပဲတပြင်းချတန်တွေဟာလည်းညီညီတွားတွားလေးလေးပင်ပင်ပိုဖြစ်လာလီလီပဲရက်ွက်လူကြီးတယောက်ကလက်ဖက်တစုံကိုပါဇက်ထဲထည့်မြုံရင်းပတ်စံတွေသိမ်းလိုက်ရတဲ့အဓိကရည်ရွယ်ချက်ကမှောင်ခိုကုန်သည်ကြီးတွေကိုချကျင်တာတဲ့ဗျအခုလိုစော်ထက်လိုက်တော့ဟိုဘက်နိုင်ငံကမှောင်ခိုတထေးဘိန်းတထေးတွေကဂိုထောင်နဲ့အပြည့်ထည့်ထားတဲ့ငွေမဲတွေပိုက်ပြီးခံလိုက်ရတာပေါ့ဟာဟာသူ့ဟာဟာတန်ကရေဒီယိုကလာတဲ့ဟာတရရွှင်စီအခန်းမှာတခါရင်ငါးပြားပေးတယ်ဆိုလို့ရေပေးရတဲ့အတန်မျိုးဖြစ်နေတယ်ဘေးမှာဝိုင်းထိုင်နေကြတဲ့တိုက်ပုံအင်ဂျီနဲ့လူကြီးတွေကလည်းနှမ်းနဲ့ကြက်သွန်ကြော်ဖတ်ကလေးတွေကိုလက်ဆောင်ကြားမှာတကြွကြွမြောင်ဝိုင်းရင်ဟုတ်တာပေါ့ဗျာဆိုရှယ်လစ်စီးပွားရေးစနစ်ကိုအန်ဒီရဲ့ပေးနေတဲ့ကောင်တွေကိုတော့မညာနိုင်ဘူးပြို့ချရမှာပဲဟုတ်တယ်သူတို့စကားတွေကိုနားထောင်ပြီးကျွန်တော်အံ့ဩနေမိတယ်သူတို့တကယ်ယုံယုံကြည်ကြည်နဲ့ပြောနေကြတာလားဒါမှမဟုတ်ဘာလဲသူတို့တွေကတယောက်ကဆက်ပြီးတော့ဒီကြားထဲမှာတင်ညွန့်လိုစုံပြူတွေကလည်းတမောက်မြဒီလိုကောင်စားမျိုးတွေရှိနေတိုင်းပြည်နစ်နာတယ်ဘယ်တင်ညွန့်လဲဗျဓမ္မယုံကငွေထိန်လားဦးတင်ညွန့်ရဲ့နာမည်ကိုတစိုးတစကြားလိုက်ရလို့ကျွန်တော်နားဆွင့်နေလိုက်တယ်ဟုတ်ပါရဲ့ဦးတင်ညွန့်တယောက်ကြောက်ချက်သားကောင်းနေပါရောလားအာတုဘအိမ်ကိုတောင်ပေါ်မလာဘူးလို့တွေးနေတော့ကော်လံကတုံးအင်းကြီးလက်တုံနဲ့ဝဝဖိုက်လူကြီးကသူပဲပေါ့ဗျာအခုအလကသုံးကကျောင်းစိမ့်ပိတ်စာဘိုးတွေကိုအလစ်တုပ်ပြီးပြေးပြီးတဲ့လေဟာမရိုင်းလိုက်တဲ့လူဗျာဒါအလွဲသုံးစားလုပ်မှုဗျပုံမှန်409နဲ့အပြစ်ပေးရင်တော့ထောင်10နှစ်ပဲပြို့ကျွန်တော်ခေါင်းတစ်ပန်းကြီးသွားတယ်ဘာတွေဖြစ်ကုန်တာလဲဦးတင်ညွန့်ကဒီလိုပတ်စံအလွဲသုံးစားလုပ်ပြီးထွက်ပြေးမဲ့လူစားမျိုးမှမဟုတ်တာပြီးတော့သူတို့ပြောနေကြတဲ့ကျောင်းစိမ့်ပိတ်ဘူးဆိုတာကတွေးရင်နဲ့ကျွန်တော်အရန်သိကျင်လာတယ်ဗျာဒါနဲ့ဖိုးစော့ကိုမျက်ရည်ပြခေါ်ပြီးဦးတင်ညွန့်အိမ်ဘက်စီကိုထွက်ခဲ့လိုက်တယ်ဟိုရောက်တော့ဦးတင်ညွန့်မိန်းမနဲ့တန်းတွေ့တယ်တန်စလုံးတစ်ခုထဲမှာထမင်းတွေကိုဟင်းရင်နဲ့နယ်ဖက်ပြီးကလေးပေါက်စ2ယောက်ကိုထမင်းခွန်ကျွေးနေလေရဲ့ကျွန်တော်တို့ကအကျိုးအကြောင်းမေးကြည့်လိုက်တော့မျက်ရည်တွေပိုးပေါက်ကြရင်ချစ်ရပုံကိုရှင်းပြရှာတယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲတောက်ကြနေညနေပိုင်းမှာကျောင်းစိမ့်ပိတ်စာဖို့4000ကျော်ကိုဦးတင်ညွန့်လက်ထဲလာအပ်သွားတယ်အဲ့ဒီပတ်စံတွေကိုရုံးမှာသွားသွင်းဖို့လုံးဝအချိန်မမီတော့ဘူးနောက်တစ်နေ့စက်တင်ဘာ9ရက်စနေနေ့မှာပတ်စံတွေကိုဖျက်သိမ်းလိုက်တော့ဦးတင်ညွန့်လက်ထဲက85ကျပ်တန်35ကျပ်တန်နဲ့အစိတ်တန်4000ဘို့ဟာတရားမဝင်ဖြစ်သွားတယ်ဒါလိန်လေတာလည်းမဟုတ်အလွဲသုံးစားလုပ်ပစ်တာလည်းမဟုတ်ဘူးလေဒီတော့ဦးတင်ညွန့်ကသူ့လိပ်ပြသူလုံခြုံနဲ့ပဲတနင်္လာနေ့မှာသက်ဆိုင်တဲ့ပုံကိုစီကိုတွားပြီးအကျိုးအကြောင်းရှင်းပြတယ်ဒါပေမဲ့မရဘူးတဲ့ဗျပတ်စံတွေကိုစက်တင်ဘာလ4ရက်တောက်ကြနဲ့အမိသွင်းဖို့ညွှန်ကြားချက်ထုတ်ထားပြီးသားဆိုတဲ့စကားကိုထပ်တလဲလဲပြောတယ်အချိန်မမီတာဦးတင်ညွန့်ရဲ့အပြစ်ပဲဆိုတဲ့သဘောပေါ့ရက်ွက်ထဲကကျောင်းသူကျောင်းသားတွေရဲ့ငွေကြေးမပြေလည်မှုကိုငဲ့ပြီးနောက်ဆုံးအချိန်ထိစောင့်နေပါလို့ဖြေရှင်းတာကိုလည်းလက်မခံဘူးလက်မခံတဲ့အပြင်
ထပ်ပြီးတော့ဆွဆွဲလိုက်သေးတယ်။ဦးတင်ညွန့်ဟာသူ့ကိုယ်ပိုင်ငွေတွေကတရားမဝင်ဖြစ်သွားတဲ့85ကျပ်တန်တွေကိုပိတ်ဆဖို့နေရာတွေမှာအစားထိုးလဲထည့်လိုက်တယ်ဆိုတဲ့သဘောမျိုးဆွဆွဲတာဗျ။တကယ်ပိတ်ဆဖို့အစ်စ်ကတော့တရားဝင်တဲ့10တန်15ကျပ်တန်ကြီးပဲလို့အဲ့ဒါတွေ၄000ဖို့ကိုတော့ဦးတင်ညွန့်ကအပိုင်စီးလိုက်တယ်ပေါ့လေ။ဦးတင်ညွန့်ကရှင်းပြသေးပါတဲ့။သူဟာဆင်းရဲတဲ့အကြောင်းပတ်စံလဲထည့်ချင်ပါတယ်ဆိုရင်တော့85ကျပ်တန်တွေ35ကျပ်တန်တွေကို၄000ဖို့ပြည့်အောင်ဘဝမှာတစ်ခါမှပိုင်ဆိုင်ဘူးတဲ့သူမဟုတ်ပါဘူးဆိုတဲ့အကြောင်းပေါ့ဒါလည်းမရဘူးဗျ85ကျပ်တန်တွေတရွက်30နဲ့ဝယ်ပြီးလဲထည့်တာဖြစ်မှာပေါ့တဲ့အဲ့ဒီခေတ်ကအများပိုင်ပတ်စံတွေကိုအဲ့ဒီနီးနဲ့လဲယူစီးပြတဲ့လူတွေတကယ်ပဲပေါ်ခဲ့သလားမသိဘူးဦးတင်ညွန့်ကတော့အဲ့ဒီဆွဆွဲချက်တွေကိုခေါင်းခပြနေုံကလွဲပြီးဘလို့ဖြေရှင်းလို့ရမှာလဲနောက်ဆုံးရာဇသံကတော့အဲ့ဒီပိတ်ဆဖို့၄000ကိုဦးတင်ညွန့်စိုက်ပြီးလျော်ရမယ်မလျော်နိုင်ရင်သက်ဆိုင်ရာကိုတိုင်ပြီးအေးအေးယူမယ်တဲ့တဲ့ပြောရရင်ရဲစခန်းတိုင်ပြီးဖမ်းခိုင်းမှာပုံမှန်420လိမ်လည်မှုနဲ့ပုံမှန်406အလွဲသုံးစားလုပ်မှုနှစ်ခုစလုံးတွဲသွားနိုင်တယ်406ဆိုအာမခံတော့မရဘူးထောင်ထဲသွားနေပြီတော့ပဲကဲဘလို့ရှင်းမလဲနောက်2ရက်အကြာမှာဦးတင်ညွန့်နေအိမ်ကနေပျောက်သွားတယ်သူ့ကိုနောက်ဘယ်တော့မှပြန်မတွေ့ရတော့ဘူးအခုဒီစာကိုရေးနေတဲ့အချိန်ထိသေသလားရှင်သလားမသိရတော့တာပါရက်ွက်ထဲမှာတော့ဦးတင်ညွန့်ဟာပတ်စံတွေအလွဲသုံးစားလုပ်ပြီးထွက်ပြေးသွားတယ်လို့ဗတ်ဆက်သတင်းတွေချဲကပြောနေကြတယ်တကယ်တမ်းကျတော့ဦးတင်ညွန့်မိမခမညာကလေး2ယောက်နဲ့ဒုက္ခရောက်နေတာကျွန်တော်တို့မျက်မြင်ပဲဒါဟာလူတစ်ယောက်ရဲ့ဏီကုံပေါ့ပတ်စံတွေကိုဆုံးရှုံးခံလိုက်ကြရတယ်တချို့ကြတော့လူခုံတိတ်ခါကိုပါခြာနင်းခံလိုက်ရတယ်ပြီးတော့မိသားစုနဲ့ဘဝကိုပါစတေးလိုက်ကြရရှာလေရဲ့အယူစိတ်ချမ်းသာရင်တိုင်းပြည်အေးချမ်းတယ်တဲ့ခုတော့အယူကိုရှာပြီးမေးကြည့်ရတော့မှာပဲစိတ်ချမ်းသာနေပါသလားလို့အယူကိုဘယ်မှာသွားပြီးတွေ့ရမလဲခမရတို့သိရင်တစ်စိမ့်လောက်ကျွန်တော်ကိုပြောပြစမ်းပါဗျာအခန်း18ဟိုးမလန်းမကန်းမှာခုံမောင်းဖြတ်တန်းသွားတဲ့ယထာအော်ဟောတန်တဲ့တဲ့ကိုကြားရတယ်ယထာကြီးကသူ့ခီးသူဆက်လက်ထွက်ခွာမြင်ထွက်ခွာသွားတော့လဲရက်ွက်ကလေးဟာတိတ်တိတ်ဆိတ်ဆိတ်ပဲကြံနေရစ်ခဲ့တာပါပဲလမ်းပေါ်မှာခြံဝင်းတကားဝမှာအိမ်ရှိမှာလူတွေရှိနေပေမဲ့ခါတိုင်းရက်တွေလိုအတန်ပလန်တွေစူညံမနေဘူးအရင်ကစကားများအတင်းပြောပြီးဟောင်ဖွာလှုပ်တတ်တဲ့လမ်းထိပ်ကမိမကြီးတွေတောင်မှငုံငုံငိုင်ငိုင်နဲ့တရောင်စစ်ထောက်ထားတဲ့လက်ဖက်နှောက်ပေါ်မေးတင်ပြီးမရေရာတဲ့အဝေးစီငေးနေကြတယ်သူတို့ရဲ့ယောက်ျားခင်မွန်းတယ်တွေကတော့ခြံဝင်းတိုင်ကိုမှီတဲ့လူကမှီကြောပြင့်ဗလာနဲ့အင်ကြီးခေါက်လေးပခုံးပေါ်တင်ပြီးစိတ်ပြက်လက်ပြက်စောင့်ကြောက်ထိုင်တဲ့သူကထိုင်မြောင်းပေါ်ခွစောက်ထားတဲ့တရားခုံတန်းလျားပေါ်ခြေဆင်းတဲ့သူကဆင်းနေတချို့ကတော့အန်ကျိတ်တောက်ခေါက်လို့တချို့ကတော့မြေကြီးပေါ်မှာဒုတ်တစ်ချောင်းနဲ့တောင်ချစ်မြောက်ချစ်ရှောက်ပြီးရေးချစ်နေကြတယ်ရေးလိုက်ပြတ်ဖြတ်လိုက်နေကလေးတွေတောင်မှတူတူတိတ်တိတ်ကလေးကစားနေရကသူတို့အဖေတွေအမေတွေရဲ့မျက်နှာကိုမတိမသားလှမ်းပြီးအကဲခတ်ရကောင်းမှန်းနားလည်နေကြတယ်လေးဘူးတစ်ချက်ဝိတ်တိုက်လိုက်တော့ဖုန်နေသေးတွေလွင့်လာကြတယ်တည့်ရဲ့6တွေလည်းမြေပြင်ပေါ်ရှက်တိုက်လွင့်ပါကုန်ကြရောဒါဟာပူလောင်တဲ့6တွေ့တိတ်ဆိတ်မှုပဲအချိန်တန်တော့ထုံးစံအတိုင်းပါပဲစိတ်ဝေဒနာရှင်အဖွားအိုဟာကုန်းနဲ့ကျွန်တော်တို့လမ်းထဲကိုရှောက်ဝင်လာတယ်။ပါဇက်ကလည်းမြင်ကြရာကိုဆဲလိုက်ဆိုလိုက်နေပေါ့။လမ်းထဲကလူတွေကလည်းစိတ်ထဲတဲပြီးကြည်ကြည်လင်လင်မရှိလာတာနဲ့တွားဆိုပြီးမောင်းထုတ်လိုက်ကြတယ်။အဖွားအိုကလည်းတခိုးမခံပြန်ဆဲရင်အမိုက်ပုံတွေကဖွာထားကောက်ထားတဲ့အထုပ်ကလေးကိုဆွဲလို့မီးရထားတန်လန်းဘက်စီရှောက်သွားတော့တာပဲနေကလည်းဒီနေ့ကျမှပို့ပြီးတော့ပူနေသလိုပဲညနေ9 နာရီလောက်မှ
အေးသွားမှထင်တယ်လို့ကျွန်တော်ဘာသာတယောက်တည်းတွေးနေမိတယ်။ဖိုးစောကတော့သူ့မတ်စုစာအုပ်လေးထဲမှာဘာတွေရေးနေတယ်လဲမသိဘူး။ကိုမမောင်ချိုကတော့ပလက်ကလထိုင်မှာမျက်လုံးမေးထားရင်မက်ခဲ့တဲ့အိမ်မက်ကိုပြန်စဉ်းစားနေတယ်။ကျွန်တော်ခြံအပြင်ဘက်လှမ်းကြည့်မိလိုက်တော့ကိုဝင်ဆောင်မိမတယောက်ရက်နေတာတွေ့လိုက်ရလို့အံ့ဩသွားတယ်။ကိုဝင်ကတော်တော်ရစ်နေပုံရတယ်။ဘိုက်ကြီးကိုဖောင်တင်ပြီးကားထွက်နေတာပဲ။အဲ့ဒီမိန်းမကခြံထဲကိုဝင်ဖို့မဝင်ဖို့ချိန်ဆအားယူနေတယ်လို့မျိုးချီတုံချတုံဖြစ်နေတာနဲ့ကျွန်တော်ကဘာကိစ္စရှိလို့လဲအမသူခမညာအတော်နွမ်းပါပုံပါပဲဝစ်ထားတဲ့ထမိန်ကရေလဲပိုင်းတတရဲ့ရောဘာဖနက်နောက်မီးတို့ကလည်းတဲကျိုးပြက်လို့ကျိန်းနဲ့တွေ့ထားတာအဲ့ဒါလောက်အကဲခတ်မိမှတော့သူဘာပြောလာမလဲဆိုတာကျွန်တော်တို့မှန်းလို့ရနေပြီထင်းတဲ့အတိုင်းပါပဲမောင်လေးတို့ရဲ့ဟိုလေးအမကတရောင်းစားမဟုတ်ပါဘူးဒါပေမဲ့ဟိုတဲ့ကိုဝင်ကနေစစ်လားသေးကြီးနဲ့မို့ဆေးရုံသွားမှာဆိုတော့ဖြစ်နိုင်ဈေးရိတ်ကလေးဆေးဘိုးလေးနည်းနည်းပါးပါးလောက်ကူညီပါလားကွယ်သူကပြောရင်မောနေလို့စကားပြတ်တောင်းဖြစ်နေတယ်ကိုဝင်နေစစ်လားစစ်ဆိုတာဟုတ်မေးဗျကျွန်တော်တို့ကမျက်စိအမြင်နဲ့ဆုံးဖြတ်တတ်လို့တော့မဟုတ်ဘူးဒါပေမဲ့သူ့ဟာကြီးကအတိတာကြီးဗျသူခမညာလက်လျှောက်တာတော့ခါးနောက်ပိုင်းကိုလက်နှစ်ဖက်နဲ့ထောက်ဗိုက်ကြီးကိုရှေ့ကော့ထားပြီးခြေထောက်ကဘဲတစ်ကောင်သွားသလိုကာတတာရန်တန်တလှန်ချင်းရှောက်နေရတာကိုအဲ့ဒါနဲ့ကျွန်တော်ကအိတ်ထဲနှိုက်လိုက်တော့ငါးချက်တန်လေးတစ်ရွက်ပဲထွက်လာတယ်ဒါကညနေစာဘဲဥချီဟင်းချက်ဖို့ဗျပေးလို့မဖြစ်ဘူးဟဲ့ကောင်ဖိုးစောမင်းစီမှာဘလောက်ရှိသေးလဲဖိုးစောကသူ့ပစိုးခါကြမှာလိန်ကျစ်ထားတဲ့ကြက်တန်အဟောင်းလေး၃ရွက်ကိုထုတ်ပေးတယ်ကိုမမောင်ချိုကသူ့စွတ်ကျဲအင်ကြီးရင်ဘတ်အပြေးကြားကိုနှိုက်လိုက်တော့ကြက်တန်2ရွက်ကိုဆင့်သူပတ်စံဝက်ဝက်နေရခေါင်းအိတ်တဲ့အင်္ဂလိပ်မြန်မာအပိတိုင်စာအုပ်အဖုံးအတွင်းဘက်မှာသွားရှာကြည့်တော့နောက်ထပ်ကြက်တန်2ရွက်ထပ်ထွက်လာတယ်ကဲမိုင်စိတ်တော့မရှိနေဗျာဒါပဲတက်နိုင်နေဗျရပါတယ်မောင်လေးတို့ရဲ့ကျေးဇူးပါသူကရပါတယ်ဆိုပေမဲ့ကျွန်တော်တို့ကစိတ်ထဲမကောင်းဘူးဗျပတ်စံ9ချက်နဲ့ဘလို့လုပ်ပြီးဆေးရုံတက်လို့ရမှာလဲဆေးရုံထဲဝင်ရင်တော့အပေါက်ဆောင်ကိုပတ်စံ2ချက်လက်ထိုးမှဝင်လို့ရတဲ့ဥစ္စာဟေးညီမကြီးခဏလေးနေအောင်ကျွန်တော်တို့ပြောနေဆိုနေတာကိုခေါင်းရင်းအိမ်ကအတိုင်းသားကြားနေတဲ့အန်ဒီလာသမီးမသက်ကလှမ်းပြောရင်လက်ကပြပြီးစောင့်ခိုင်းတယ်ပြီးတော့သွားလေသူအန်ဒီလာရဲ့အင်ကြီးထမိန်တွေကလက်သေးတဲ့3-4စုံကိုထုတ်ယူလာပြီးအဟောက်အဆုပ်ပေးတယ်လို့တော့သဘောမထားနဲ့ညီမရေဟောဒီထမိန်လေးတွေကူညီလိုက်မယ်ယူသွားနော်ဟုတ်ကဲ့ပါအမရေကျေးဇူးကြီးလာပါတယ်ရှင်ကိုဝင်ဆောင်မိန်းမလည်းအဝတ်စားထုတ်ကလေးကိုကြစ်ပါအောင်ပိုက်ပြီးခြံထဲကနေတလှမ်းချင်းထွက်သွားတော့မှကျွန်တော်လဲနေအောင်မထူးတော့ပါဘူးလို့စိတ်ကူးပြောင်းသွားပြီးညနေစာဈေးဖို့ခြံထားတဲ့အိတ်ကတ်ထဲကပတ်စံ5ချက်ကိုရော့ယူသွားတော့ဗျာလို့လှမ်းပေးလိုက်တယ်ညနေကြလို့ပကြီးစရာမဂဇင်းတိုက်ကပြန်လာရင်ပတ်စံရလာတန်ကောင်းပါရဲ့မရလာရင်လဲအိမ်မှာရှိတာတခုခုအပေါင်ဆိုင်ပို့ရုံပေါ့ဟူးကျွန်တော်စိတ်ထဲပေါ်သွားတယ်ညနေဆောင်တော့အိမ်တော်ပရိဘောကအဟောက်အဆုပ်တွေထိုးသိပ်တင်ထားတဲ့ဒေါ့ချစ်ကားအိုကြီးတစ်စင်းဖြည်းဖြည်းချင်းဘိန်းလှိမ့်လာတယ်ကားခေါင်မိုးစွန်းပေးမှာသိပ်ပန်စိန်လဘက်ထရီဆိုင်ဆိုတဲ့စေးသားပြက်ဆိုင်းပေါ်ဟောင်းလေးကခက်ဆောင်းလေးထောင်လို့သိပ်ပန်ဆိုင်လားတို့ဆိုင်ကျုပ်ပြီလေတောကိုပဲပြန်ပြီးပြောင်းကြတော့မှာတဲ့သွားကနီးလမ်းထဲကလူတွေကိုလိုက်နှုတ်ဆက်နေလေရဲ့မက်လာထေးကသူနဲ့ရန်ဖြစ်ဖူးတဲ့ဒေါ်ပုကျယ်ကိုကြော်ပြီးကြီးတော်ကိုကျမပြင်မမိခဲ့တာရှင်တောင်းပန်ပါတယ်ခွင့်လွှတ်ပါနော်ပြောရင်ဦး3ချိန်ချတော့ဒေါ်ပုကျယ်ကမပြောမဆိုနဲ့ဟီးကနေငိုချလိုက်ပြီးမက်လာထေးရဲ့ကြောပြင်ကိုတခါတည်းတိုင်းဖက်ထားလိုက်တော့တာပဲစုံစည်းရတဲ့အချိန်တွေကတူတောင်းလွန်နေကြည်စမ်းနေတောင်ဝင်တော့မှာပါလားတနေဝင်ပြီးတမိုးချုပ်တော့မယ်လက်ပြနှုတ်ဆက်လိုက်ကြပြီအောင်တော့စီးစာအမောင်ရှစ်တန်းနေတဲ့ကောင်းခင်မှာအိတ်တန်းပြန်ငှက်တွေကိုမြင်ရတယ်ဒေါ့ချစ်ကားအိုကြီးတရွရွထွက်ခွာသွားတော့လမ်းထဲကလူတွေကကိုယ့်အိမ်ရှိကနေကိုထွက်ပြီး
လက်တွေကိုဝေယမ်းပြလိုက်ကြတယ်။အမောင်နဲ့ဖုံလုံးဟာရောထွေးသွားလေရဲ့။အဲ့ဒီအချိန်မှာပဲမိရထားတန်လန်းဘတ်စီကနေလူတစ်ယောက်ဟာတုန်ချိချိကုတ်ကိုင်းကိုင်းနဲ့ပြေးလာနေတယ်။ဗဆက်ကလည်းဘာတွေမှမသိမတဲမကွဲရေရွတ်အော်ဟစ်လို့လမ်းထဲကိုရောက်လာလို့တေးသေးချာချာကြည့်လိုက်တော့မှစိတ်မနဲ့နဲ့အဖွားအိုမှန်းသိတာထုံးစံအတိုင်းဗဆက်ကလည်းဆဲလို့ဆိုလို့ဟဲ့မသားတွေတေချင်းဆိုးမတွေလာကြပါဟဲ့မြန်မြန်အောင်မေခေါ်နေတာမကြောက်လားဟိုမာကဖြစ်မွေးတော့မယ်ဟဲ့ညီတို့ကအဖွားအိုကြီးကရေးကြီးတုတ်ပြဖြစ်နေတယ်တခုခုအကူကြီးလိုနေတဲ့အကြောင်းကိုလည်းသူ့ညံရည်ညံဆွမ်းမိသလောက်ဝေါ်ဟာရတွေနဲ့ဘလုံးပထွေးပြောဖို့ကြိုးစားနေတယ်တောက်ကောင်မတွေကမြင်းမတွေနနွေးယူခဲ့စောက်ယူခဲ့ပါဆိုရင်တွေလည်းယူခဲ့ဟိုမဲဘိုက်ကြီးတဲ့အဟွာဖြစ်တာကိုတောက်သုံးမကြဖေဒီယာမတွေကသူ့စကားတွေကဘိုက်ကြီးတယ်ဆိုတဲ့စကားလုံးပါလာတာနဲ့တပြိုင်နက်အားလုံးစက္ကနဲခေါင်းထောင်သွားကြတယ်ချက်ချင်းပဲပြိုင်တူလိုနားလည်လိုက်ကြပြီးအားလုံးတိုင်ပင်ထားစရာမလိုပဲအဖွားအိုလာရမိရထားလက်စီကိုဒရက်ကျန်းပြေးသွားမိကြတယ်ဟိုရောက်တော့ညနေတုန်းကကျွန်တော်တို့အိမ်မှာဆေးဘိုးဝါကဝင်အလှခံသွားတဲ့ကိုဝင်ဆောင်အမျိုးသမီးဟာအမိုက်အတူအစာတွေပွားစာကျင်းနေတဲ့တဲဆုပ်တစ်လုံးထဲမှာလဲနေတယ်သူ့ထမိန်အောက်ပိုင်းတစ်ချမ်းလုံးဟာလည်းမြင်မကောင်းအောင်ဆိုရွှဲနေတယ်ရေမွာတော့ပေါက်နေပြီမွေးတော့မယ်ထင်တယ်ဖေချာစမ်းမှာဟဲ့အသက်ရှူကြက်နေအောင်မယ်ဒီအတိုင်းဝိုင်းကြည့်မနေကြနဲ့လေဆေးရုံပို့မှဖြစ်မယ်စိုက်ကားရောပွက်လုံးညံအောင်ထင်ကြီးပေးနေကြတဲ့တွေကအမျိုးမျိုးကျွန်တော်တို့ကလည်းရောင်တိရောင်တောင်အဲ့ဒီမှာဒေါ်ဟာစီနာကလူတွေကြားတဲ့အတင်းတိုးဝင်လာပြီးဖဲကြမှန်းစမ်းဟုတ်တော့ကလေးကခေါင်းပြူတော့မယ်မတန်းတင်ရေကျမကိုကူပါအောင်လာပြီကိုင်းယောက်ျားတွေအနားမလာနဲ့ဒီမှာကလေးမွေးတော့မှာဒေါ်တန်းတင်နဲ့ဒေါ်ဟာစီနာတို့ကတက်ညီလက်ညီပဲသူတို့နှစ်ယောက်စလုံးကမွေးတဲ့ဖားတဲ့အတွေ့အကြုံများနေပြီဆိုတော့ဒီလိုအခြေအနေမျိုးနဲ့ကွက်တိအဝင်ခွင်ကြပဲစိတ်မနှံ့နဲ့အဖွားအိုကမီးနေခန်းတဲကလေးကိုသူရှာထားလို့ရသမျှအမိုက်တွေကဂုံးနီအိတ်ဆအဟောက်အဆုပ်လေးတွေနဲ့ကာပေးဖို့ကြိုးစားထားတာကိုဘယ်နဲ့လုပ်ပြီးလုံခြုံရှိပါမလဲမောင်ထွေးကသူ့အမေမိုးဟင်းကားဆိုင်ကမိုးကာတဲ့တလပတ်ကြီးကိုတွားပြေးပြီးဖြုတ်လာတယ်အောင်ဗလာကဘယ်ကဆောင်အဆုပ်ကြီးတစ်ထည်တွားယူသလားလည်းမသိဘူးအဲ့ဒါတွေနဲ့မီးနေခန်းတဲဆုပ်ကလေးကိုဝိုင်းကာကြလေရဲ့ဒေါ်တန်းတင်ကတော့ယောက်ျားတွေအနားမလာနဲ့လို့ကြည့်အော်ဟစ်လွတ်နေလေရဲ့အောင်ဗလာနဲ့တယောက်တစ်ခွန်းအပြန်လှန်ဆဲကြသေးတယ်ဒေါ်ဟာစီနာကတော့ရင်နှွေးပေးပါအောင်ဆက်ပြနဲ့အဝတ်သက်ပေးပါအောင်မွေးလာရင်ချက်ကျိုးပြတ်ဖို့ဗရိတ်ဓာတ်အသစ်ရှာထားအောင်ခဲ့ဆိုတဲ့စကားတွေနဲ့အနားကမိမတတိုက်ကိုခိုင်းနေတယ်မတ်တက်တို့တွေလည်းနားရတယ်ကိုမရှိဘူးစိတ်မနှံ့တဲ့အဖွားအိုကတော့အတန်လေးငေါက်ဆက်နဲ့ဒီဖေတရားတဲ့ဘိုက်ကြီးတယ်မနဲ့ကန်ကောင်းလို့ပေါ့မိရထားလမ်းမေးလဲနေတာငါများမတွေ့မိရင်ကာလနာတိုက်ပြီးတိတ်ချင်းဆိုးနဲ့တင်ပါဟမ်ဖျားတကြားမလို့ချောမွမွေးပါစေတော့ဟဲ့ဘိုင်းတာမရေဖျားတရားတန်ဃာကိုအာယုံပြုဟဲ့အေးဟုတ်ပြီညှစ်ထားညီးနဲ့အေးနာပြီးညှစ်ရတယ်ဟဲ့တဖြည်းဖြည်းနဲ့မှောင်တစ်ထပ်မှောင်လာနေပြီဦးမောင်ဝမ်းနဲ့တခြားယောက်ျားကြီး3-4ယောက်ကရက်ွက်ထဲစီပြေးသွားကြပြီးခဏနေတော့ဘက်ထရီဦးနဲ့မိကြောက်တွေထမ်းပြီးယူလာကြတယ်ယထာလမ်းဘေးမှာမီးရောင်တွေထိန်ထိန်လင်းလို့တချို့မိန်းမကြီးတွေကတော့မိုးမင်းကြီးရေရွာမချလိုက်ပါနဲ့ပြုတ်ခဲ့သမျှကုသိုလ်ကိုအမျှပေးဝေပါတယ်မရွာပါနဲ့အောင်နော်လို့တွရေရွတ်ဆူတောင်းနေကြတယ်မိုးဆုတ်ချုပ်သွားပြီးလို့တိတ်မကြခင်မှာပဲမီးနေတဲကလေးတွေကကိုဝင်ဆောင်မိမရဲ့ညီးထွားတန်ပင်မတကြီးတက်ပြင်းရှိုက်တန်ဟုတ်ပြီညှစ်ထားမွေးတော့မယ်လို့တွဝိုင်းပြောနေကြတဲ့အားပေးတန်တွေအစုံမှာရုတ်တရက်2 မိနစ်လောက်တိတ်ဆိတ်သွားပြီးတော့မှဦးဝဲမွေးပြီဟဲ့မိန်းကလေးတော့ချစ်စရာလေးကိုလက်အင်္ဂါလဲစုံနေညအမှောင်ထဲမှာတဲကလေးနာဝိုင်းအုံနေကြတဲ့လူတွေအားလုံးရဲ့မျက်နှာဟာဝင်းပလင်းလက်သွားကြတယ်ခဏအကြာမီးနေတဲကလေးကိုကာရံထားတဲ့ဆောင်နဲ့
တာလဘစတွေကိုခွာချလိုက်တော့မိခင်အစ်စ်ဆက်ဆက်ဟာလဲလျောက်နေရကသူ့မွေးထုတ်လိုက်တဲ့ရင်သွေးကိုလှမ်းကြည့်ရင်ပြုံးနေတယ်။ကလေးပေါက်စနာလေးကိုဒေါ်တန်းတင်ကချီလို့အဲ့ဒီနီတာရဲ့မွေးကိစ္စကလေးကိုထွေးပတ်ရစ်ဖွင့်ထားပေးတဲ့အနိပိတ်စကအန်တီလာရဲ့ထမိန်ကိုအရေးပေါ်ဆုပ်ဖြဲထားတဲ့အစားပြကျွန်တော်ရင်ထဲမှာတလှက်လက်ဖြစ်နေတယ်။ဘာကိုခံစားနေရတာလဲတော့မပြောတတ်ဘူး။ကွယ်လွန်သွားသူတယောက်ရဲ့ထမိန်စအနိပိတ်ထဲမှာအခုမှမွေးဖွားလာတဲ့ကလေးတယောက်လူးလွန်ရှင်သန်နေတာကိုမြင်ရတာဟာသိပ်ကြည့်လို့ကောင်းတယ်။ချက်ချင်းပဲငိုချင်သလိုလိုဘာလိုလိုနဲ့ကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာတယ်။ဘာဖြစ်တာမှန်းကိုယ့်ဘာသာကိုလည်းနားမလည်ဘူး။ငိုချင်လာတာတော့အမှန်ပဲ။ဘေးနားတစ်ဝိုက်ကိုကြည့်လိုက်တော့လူတွေအားလုံးအမှောင်ထဲမှာမျက်နှာတွေတောက်ပတ်ဝန်းလန့်နေကြတယ်။ကျုံးကာရေကာနဲ့စကားတွေအော်လားဟစ်လားပြောနေကြတယ်။သူတို့အားလုံးဟာဒုက္ခရောက်နေကြတဲ့လူသားတွေပါ။ဒါပေမဲ့ဒုက္ခရောက်နေတဲ့တခြားသူကိုကယ်ဆယ်နိုင်တဲ့ကယ်တင်ရှင်တွေလည်းဖြစ်ကြတယ်။အခုပဲဒုက္ခသည်တယောက်ကိုကယ်လိုက်နိုင်ပြီ။လူသားတယောက်ကိုမွေးဖွားလိုက်နိုင်ပြီလေ။ဒီလိုပဲခီးဆက်ကြရအောင်ပါပဲ။လူသမိုင်းဟာမဆုံးသေးဘူး။ဆရာမင်းခိုင်ဆိုဆန်ရဲ့သေမင်းနိုင်ငံမှာသုံးတဲ့ပစံဒီမှာတင်ပြီးဆုံးပါပြီ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။